spider exercise လို့ခေါ်တာလေးကိုလေ့ကျင့်ကြည့်ပါလေးပြီးတော့တပွင့်တူရှေ့တူအဲ့လိုပဲတူပြီးတော့လေ့ကျင့်သွားပါစမယ်ဆိုရင်ဒီကနေပြန်စမယ်4 3 2 1ဒီကနေအလားတော့ဒီလိုစတယ်ဒီမှာကျတော့ဒီလိုလာမယ်4 3 2 1တော့ဒီစပါနော်ပြေးချင်းမြန်လာမယ်ဆိုရင်တော့ပို့ပြီးတော့လာပါတယ်ပထမတော့မြင်အောင်လေ့မကျင့်ပါနဲ့မှန်အောင်ပဲလေ့ကျင့်ပါ